အားလုံးပဲကျွန်တော်တို့ line ပေါ်မိတ်ဆွေတွေရောဖွဲ့သူဖွဲ့သားတွေရောအားလုံးပဲမင်္ဂလာပေါက်ခါကြောင်းကြပါစေဗျာဒီတစ်ပတ်831မပြောက်ပတ်သည်ဟာလား831မပြောက်ပတ်သည်လို့ရတယ်များသောအဖြစ်ကဒီကောင်ဒီကျွန်တော်တို့အပူအနေနဲ့ထွက်ပါတယ်နော်သုံးလုံးခွေအပူအနေနဲ့ထွက်ပါတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နော်အဲ့တော့ကျွန်တော်တို့831မပြောက်ပတ်သည်က3လို့ထော်သွားတယ်ဟာလားကျွန်တော်ရွေးချယ်ထားတဲ့8ထိပ်စီးရယ်နောက်တစ်ချက်က8ထိပ်ပြီးတော့လို့ရှိရင်4တလုံးရယ်ပေါ့နော်အဲ့တော့ဒီကနေ့84တကွက်ရယ်ကျန်တာမိတ်ဆွေတို့ဟာလား8ထိပ်စီးဆွဲခြင်းနဲ့မိတ်ဆွေတွေဆွဲပိုင်ခွင့်ရှိပါတယ်နောက်တစ်ချက်က2025ကနေပြီးတော့တို့တွေ2026နှစ်ဟောင်းကုန်ပြောင်းနှစ်သိရောက်ကျွန်တော်တို့မင်္ဂလာနှစ်သိကိုကူးပြောင်းမဲ့အချိန်ကဖြစ်ပါတော့ကြောင့်ဟာလားဒီကနေ့မနက်ခင်း12နာရီ10မိနစ်မှာအပူထွက်မယ်လို့ကျွန်တော်ကတော့သုံးသပ်ထားပါတယ်အားလုံးပဲဒီကနေ့အပူထိုးပိုင်ခွင့်ရှိပါတယ်မိတ်ဆွေတို့ရေနော်အပူနဲ့ပတ်သက်ပြီးတော့ပူကျင်ကြတဲ့မိတ်ဆွေတွေပူကြဗျာနော်ဒီ8ပူတို့4ပူတို့3ပူတို့1ပူတို့အဓိကထားပြီးတော့ပူပါ831ခွေပူဖြစ်တဲ့အတွက်ကြောင့်မလို့ပါနော်ကိုင်အားလုံးပဲပေါက်ကြပါစေဆုတောင်းပေးပါတယ်အဖွဲ့ဝင်တွေကတော့ကျွန်တော်အတန်ပိုင်းထဲမှာပြောထားခဲ့တယ်ပိတ်ရများပြီမဲ့ဒီထဲကတကွက်ထွက်မယ်ငွေနိုင်လို့မွေးကျင်သေးရင်နှစ်ကွက်မနာတယ်ဆိုတဲ့အထဲကနေပြီးတော့မှကျွန်တော်ပြောခဲ့တာအဲ့ထဲကနေပြီးတော့83 84 93ဟာလား93ကိုတတိထားဆိုပြီးတော့မှလဲကျွန်တော်အတန်ပိုင်းထဲမှာထည့်ပြီးတော့ပြောပေးခဲ့ပါတယ်ဒါပေမဲ့ထော်ဝါခဲ့ပါတယ်တဲ့မနေ့ညနေတုန်းက39ဆိုပြီးတော့ပေါ့နော်ကဲအားလုံးပဲဒီကနေ့လဲကျွန်တော်တို့ဟာလားမိတ်ဆွေတို့ရှုံထားသမျှအရှုံးကျွေးဟာလားအားလုံးပဲဒီနှစ်ဟောင်းမှာပဲဒီအညစ်အကြေးတွေအားလုံးပဲကြည်ပြုံကြပါစေဆုတောင်းပေးပါတယ်ဗျာနော်အားလုံးပူကြပါအပူထွက်မှာဖြစ်ပါတယ်နော်